ရာနွယ်ပြောမှာတရားတူမချို့ပါမြမမျိုးမို့သာစီစီလုံးလုံးပြည်သားရာအိုးမြေကဘာထက်ဝလာဖြိုးဝေစွာမပြတ်ပါလူတန်းရလို့ပြုံးမှန်ဝေစာမြမပြည်မြမကတော့ပျော်ရွှင်စရာနွယ်ပြောမှာတရားတူမချို့ပါမြမမျိုးမို့သာစီစီလုံးလုံးပြည်သားရာအိုးမြေကဘာထက်ဝလာဖြိုးဝေစွာမပြတ်